င်းတို့ကြက်ကြက်ဖတ်ထားပါလောကကြီးမှာစိတ်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိတ်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိတ်ခေါ်ခြင်းကိုလက်ခံနိုင်တယ်စိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမျောပါနဲ့အဲ့ဒါမင်းတို့မှတ်ထားစိတ်ခေါ်တာကိုလက်ခံမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်တယ်တန်ညောတစ်ခုကိုသစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့သစ်သားတွေကိုတန်ညောကဝင်သွားတယ်။ဘာလို့ဆိုတော့တန်ညောကမာတယ်သစ်သားကပြော့တယ်။တန်ညောနေမှုအတွက်သစ်သားကနေရာဖယ်ပေးရတယ်ဒါပဲ။အဲ့ဒီတန်ညောကိုကြောက်တုံးမဝင်လိုက်တော့ဒိုင်းဆိုကိုယ်သွားတယ်။ကြောက်တုံးက sorry ကမင်းနဲ့ငါမာတယ်။မင်းမာသလားပြောတာ။ပြော့ရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါ။စိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့